Okay brother John ကျွန်တော် interview နဲ့လုပ်ခွင့်ပြုပါကိုကျော်ကမြို့သားမဟုတ်ဘူးလို့သိရပါတယ်အဲ့တော့ဘယ်ကလာတာပါလဲကျွန်တော်ကျော်ကလာတာပါတော့မှာကိုကျော်ဘယ်လိုနေပါသလဲကျွန်တော်တော့မှာဂေါ်လီလိုပဲနေချော်လီလိုပဲထိတ်တာပေါ့ဟုတ်တယ် Okay တော့မှာဂေါ်လီလိုထိတ်နေကိုတော့ဂေါ်လီဖြစ်ပါတယ်ကျော်လက်ကုပ်တီးပါOle low, but hey,